အီရန်ကဟော်မုဇ်ရေလက်ကြားမှာချထားတာမိုင်းတွေကဘာလို့ဒီလောက်အန်တယ်များတာလဲပြီးတော့အဲ့ဒါတွေကိုဖယ်ရှားဖို့ကဘာလို့ပိုခက်ခဲတာလဲပင်လယ်ထဲကဒီရေလက်တော်မိုင်းတွေဟာဖြတ်ထန်းသွားလာနေတဲ့တင်ပေါ်ကြီးတွေဒါမှမဟုတ်ရေငုတ်တင်ပေါ်တွေကိုဖျက်ဆီးဖို့ရည်ရွယ်ပါတယ်အီရန်ဟာဒီမိုင်းတွေကိုပိတ်ထားတဲ့တခါတစ်ခုလိုအထုံးပြုနေတာပါဒါကြောင့်သူတို့ခွင့်ပြုချက်မရှိဘဲဘယ်တင်ပေါ်ကြီးမှာဟော်မုဇ်ရေလက်ကြားကိုဖျက်ကျော်လို့မရပါဘူးဒီမိုင်းတွေဟာဉာဏ်ကြီးထက်မြက်တဲ့မိုင်းတွေ intelligent mines ဖြစ်တယ်လို့ယူဆကြပါတယ်ဒါဟာအဲ့ဒီမိုင်းတွေကရေလက်စစ်တင်ပေါ်ကုန်တင်တင်ပေါ်နဲ့ရေငုတ်တင်ပေါ်တွေကြားခြားနားချက်ကိုခွဲခြားသိနိုင်တယ်လို့ဆိုလိုတာပါသူတို့ဟာပြင်းမအပေါ်မူတည်ပြီးအချိန်ကွိုက်မှာဒါပောက်ကွဲတတ်ပါတယ်အမေရိကန်နဲ့ပြောကြားချက်အရအီရန်ဟာလွှဲငယ်လေးတွေကိုတုံးပြီးဟော်မုဇ်ရေလက်ကြားမှာမိုင်းပေါင်း9000နဲ့6000ကြားချထားတယ်လို့သိရပါတယ်ဒီမိုင်းတွေကိုဖယ်ရှားဖို့ခက်ခဲရတာကအရင်ဆုံးရှားဖွေရမှာဖြစ်သလိုဘေးကင်းအောင်ပြန်ဖယ်ရှားဖို့အတွက်အချိန်အများကြီးပေးရလိုပါတယ်ဒါဟာအချိန်အရန်ကုန်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်မိုင်းတွေကိုနေရာ3ခုမှာရှားဖွေရပါမယ်ရေမျက်နှာတင်းရေအောက်ပိုင်းနဲ့ပင်လယ်ကြမ်းပြင်တို့ဖြစ်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့အီရန်ကိုယ်တိုင်တောင်ဒီမိုင်းအားလုံးရဲ့ဒီနေရာအတီးကြကိုမသိနိုင်တာပါပဲဘာဖြစ်လို့လဲဆိုတော့သူတို့ဟာဒီမိုင်းတွေကိုအလောတကြီးနဲ့အမြန်ချထားခဲ့တာကြောင့်နေရာအားလုံးကိုမှတ်တမ်းမတင်နိုင်ခဲ့ပါဘူးဒါအပြင်ပင်လယ်ရေစီးချောင်းတွေကြောင့်လည်းမိုင်းတွေဟာမူလနေရာကနေရွေ့လျာသွားနိုင်ပါလေအကယ်၍ဆရာသမားတို့ဟာပထဝီနိုင်နာရေးဗီဒီယိုတွေကိုကြိုက်နေတဲ့တယ်ဆိုရင် like and share နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ်